အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော် PowerPoint မှာကိုလှုပ်ထားတဲ့ slide တွေကိုကျွန်တော် transition ထည့်တဲ့နည်းကိုဝင်ပြပေးမှာဖြစ်ပါတယ် Okay transition ဆိုတာကကျွန်တော်ဘာကိုပြောတယ်လဲဆိုရင် transit ဆိုတာကျွန်တော်အကူပြောင်းလုပ်တာ Okay အဲ့တော့ transition ကိုဘယ်နေရာမှာသုံးတယ်လဲဆိုရင်ကျွန်တော် slide တစ်ခုနဲ့တစ်ခုအကူပြောင်းမှာကျွန်တော် effect ထည့်တာဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်ဒီ transition တက်အောင်မှာကျွန်တော်တို့ဒီ transition ဆိုတဲ့ဒီ effect တွေရှိတယ်ဒီ effect တွေကိုဒီ slide တစ်ခုနဲ့တစ်ခုနဲ့ဒါကျွန်တော်တို့ဒါကူးပြောင်းတဲ့အခါမှာထည့်ပေးရတာဖြစ်ပါတယ်ဒါကဘယ်နေရာမှာသုံးတယ်လဲဆိုရင်တော့ကျွန်တော်တို့ဒီကိုလုတ်ထားတဲ့ဒီ slide တွေကိုဒီ projector နဲ့ထိုးပြီးတော့ဒီပြခြင်းတဲ့အခါမျိုးတွေဒါမှမဟုတ် computer ထဲမှာကျွန်တော်တို့ presentation ပုံစံနဲ့ကျွန်တော် slide view တွေကြည့်တဲ့အခါမျိုးတွေမှာကျွန်တော်တို့ဒီ transition ကိုသုံးပေးရတာဖြစ်ပါတယ် Okay ပထမဆုံး1ကိုကျွန်တော်တို့မထည့်တော့ဘူး2ကနေစထည့်မယ်1ကနေ2ကိုစကူးမှာဖြစ်တဲ့အတွက် Okay အဲ့တော့ကျွန်တော်တို့ဒီထဲကနေ transition တစ်ခုကိုဒါရွေးလိုက်ပါမိမိကြိုက်တဲ့ကျွန်တော် transition တစ်ခုရွေးလိုက်မယ်ဒါဆိုရင်ရွေးလိုက်တာနဲ့ဒီဘက်2ရဲ့ဘေးမှာကျွန်တော်တို့ဒီ star ပုံစံလေးနဲ့ဖြစ်လာခဲ့တယ် Okay အဲ့လိုကျွန်တော်တို့3ကိုလည်း transition ထည့်မယ် Okay ဒီသူ့ရဲ့ဒီ transition တွေရှိတယ်အများပဲဒီအောက်မှာကျွန်တော်တို့ transition design တွေရှိတယ် Okay ဒီ design တွေကိုကျွန်တော်ကြိုက်တဲ့ design တွေထည့်လို့ရတယ် Okay transition ထည့်တဲ့ slide ကိုကျွန်တော်အချိန်သတ်မှတ်ပေးလို့ရတယ်ဒီဘက်မှာကျွန်တော်တို့ duration ဆိုတဲ့ဒါအချိန်သတ်မှတ်ပေးတဲ့အရာရှိတယ် Okay ဟုတ်ပြီကျွန်တော် transition အချိန်ကိုကျွန်တော်3စက္ကန့်3စက္ကန့်ထားပေးလိုက်မယ်တစ်ခုနဲ့တစ်ခုကြာအောင်ကျွန်တော်3စက္ကန့်အကြာ Okay ဒါကိုလည်းကျွန်တော်တို့ဒီtransition မှာ3စက္ကန့်အတန်တွေပါထည့်ခြင်းလည်းရတယ်အတန်တွေအများရှိတယ် Okay တစ်ခုနဲ့တစ်ခုကျွန်တော်တို့ကူးပြောင်းသွားတဲ့အခါမှာအတန်တွေထည့်ခြင်းလည်းဆိုရင်တော့ဒီတိုင်းတွေသွားလို့ရတယ်ကျွန်တော်ဒီမှာတော့ဒီထည့်မပြတော့ဘာကြောင့်ကျွန်တော်ကင်မရာကိုကျွန်တော် microphone သုံးထားရတဲ့ဒီ computer ရဲ့အတန်မဝင်မဲနဲ့ကျွန်တော်ရဲ့အတန်မဝင်နေမှာမို့လို့အတန်ထည့်နည်းကိုတော့မပြတော့ဘူးဒီ charging တတ်မှတ်တဲ့နည်းပဲဒါပြောပြလိုက်တော့မယ် Okay အဲ့လိုပဲဒီ slide 4ကိုလည်းကျွန်တော်တို့ဒီအများရှိပါတယ်ဒီတွေကကိုအဆင်ပြေမဲ့ကျွန်တော်တို့ဒီဘောက်ပုံစံဒီ transition တွေတတ်မှတ်ပေးလိုက်ပါပြီးကျွန်တော်ဒီမှာ3 second ဝေးဒါဆိုရင်ကျွန်တော်ဒီ slide မှာဆိုရင်9ခုရှိရပေါ့ Okay ဒီ9ခုကိုကျွန်တော်ဒါ transition တွေလိုက်ထည့်ပေးလိုက်မယ်ဒီ slide လေးပေါ်မှာကျွန်တော် select မှတ်လိုက်ပါ select မှတ်ပြီးတော့မှဒါမိမိထည့်ခြင်းတဲ့ transition ကိုထည့်ပေးလို့ရပါတယ်ထည့်ပြီးမထည့်ပြီးကျွန်တော်တို့ဒီဘေးမှာဒီ star ပုံစံလေးပေါ်လာခဲ့တယ်အကောင်လေးကိုကျွန်တော်ကြည့်လိုက်တာ ਨੇ ဒါဒီကျွန်တော် transition ထည့်ပြီးလားမထည့်ပြီးလားဆိုတော့ဒါသိတာပါအဲဒီနောက်ဆုံး slide ကခွန် Okay ဒီမှာကျွန်တော် transition ကိုအများရှိပါမိမိချန်နေတဲ့ဟာတွေကျွန်တော်ထည့်ကြည့်လို့ရ Okay ဟုတ်ပြီကျွန်တော်တို့ဒီ transition ထည့်ပြီးတော့ကျွန်တော် slide 1ကိုပြန်သွားလိုက်ပြီဒီ transition တွေအလုံးမလုံးကိုကျွန်တော်တို့ဘယ်လိုကြည့်လို့ရလဲဆိုရင်ကျွန်တော်တို့ဒီအောက်နားလေးမှာပေါ့ကျွန်တော်တို့ဒီအောက်ပါးမှာကျွန်တော်တို့ဒီနောက်ဆုံးကကျွန်တော် slide show ဆိုတဲ့ဟာလေးရှိတယ်ဒါတော့ကျွန်တော် slide show ပုံစံနဲ့ကျွန်တော် presentation လုပ်တော့မယ်အခါမျိုးမှာဆိုရင်ကျွန်တော်ဒီဟာလေးနဲ့ကျွန်တော်သုံးလို့ရ Okay slide show ဆိုတာလေဒီအောက်နားလေးမှာပါ Okay အောက်နားလေးက slide show ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်တာနဲ့ Okay ကျွန်တော်တို့ဒါ slide show ပြမယ့်ပုံစံဖြစ်သွားပြီ Okay ကျွန်တော်တို့ဒီမှာမှတ်တမ်းတက်ပုံများဒါဆိုရင်ကြံတဲ့ကျွန်တော်တို့အရာတွေမမြင်ရတော့ဘူးဒီ PowerPoint မှာပါတဲ့ဒီဘာတွေညာဘာတွေစသဖြင့်ဒီ2တွေမမြင်ရတော့ဘူးဒါကျွန်တော်တို့ TV ကြည့်နေရတယ်လို့ပဲဒါမြင်တွေ့ရတော့မှာဖြစ်တယ် Okay အဲ့တော့ကျွန်တော်နောက် slide ကိုသွားခြင်း mouse ကို click လုပ်လဲရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီ keyboard မှာရှိတဲ့ arrow မြားအစုကနေကျွန်တော်တို့ဒီကျွန်တော်တို့ညာဘက်ကိုညွှန်းထားတဲ့ကျွန်တော်တို့မြားလေးကိုကျွန်တော်တို့နှိပ်လိုက်ပါ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ Okay ဒါဆိုရင်ကျွန်တော်ဒီမှာ slide ကျွန်တော်တို့ထည့်ထားတဲ့ slide ဒါအလုံးလုံးတယ် transition တစ်ခုနဲ့တစ်ခုအကူပြောင်းမှာကျွန်တော်တို့ဒါအလုံးလုံးတယ် Okay ကျွန်တော်2ကိုကူးတဲ့အခါမှာကျွန်တော်တို့1မှာထည့်မထားခဲ့တဲ့အတွက်ကျွန်တော်တို့ဒီကူးပြောင်းတာမပြဘူးအဲ့တော့ကျွန်တော် unsure ကနေပြီးတော့1ကိုတစ်ထည့်လိုက်မယ် Okay အဲ့တော့ဒီ slide တစ်ခုယူလိုက်မယ်ထည့်လိုက် Okay ဒီကောင်ကကျွန်တော်3 secondကျွန်တော်5 second လောက်ထားရင်တော့နည်းနည်းကြာတာပေါ့ကိုမြင်တွေ့ရတဲ့အနေထား Okay ပြင်ကျွန်တော် slide show ပြန်သွားမယ် Okay ဟုတ်ပြီဒါဆိုရင်ကျွန်တော်လာပြီ1နဲ့2နဲ့ကြာ effect ကကျွန်တော်ရွေးထားတဲ့ effect ကနည်းနည်းလေးဒီအားလဲဆိုကျွန်တော် casper ဖြစ်နေတဲ့အတွက်မသိတာဟုတ် Okay ဒီစာရွက်လန်တဲ့ပုံစံလေးပေါ့ပြန်ထားလိုက် Okay ပြင်ကျွန်တော် slide show ပြန်သွားမယ် Okay ဟုတ်ပြီရှေ့ကိုပြန်သွားလိုက်
okay ဒါကျွန်တော်ပထမဆုံးဒါ slide 1ပေါ့ slide 1ဒီကျွန်တော်တို့မှတ်တမ်းတပ်ပုံများ okay အဲ့တော့ကျွန်တော်နောက်ထပ် slide တစ်ခုကိုသွားခြင်းကျွန်တော်တို့ mouse ကို click လဲရပါတယ် okay ဒါဆိုရင်ကျွန်တော်3 second အကြာဒါစာရွက်ကလေးကိုလှန်သွားတဲ့ပုံဒါ slide တစ်ခုနဲ့တစ်ခုကြာကိုကျွန်တော်တို့ transition လုပ်ထားလို့ဒီပုံစံလေးတွေမြင်တွေ့ရတာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်အပေါ်ကိုတွန်းတင်လိုက်တယ်ပထမ slide 2ကိုကျွန်တော်အပေါ်တွန်းတင်လိုက်တယ် slide 3ရောက်လာတယ် okay ကျွန်တော်တို့ slide 3ကနေ slide 4ဆိုရင် okay ဒီ start နောက်တော့ကျွန်တော်တို့ slide 4ကနေ slide 5ကိုဆိုရင်ကျွန်တော်တို့ဒါကျွန်တော်ဘယ်ဘက်ကိုပြန်ရွှေ့လိုက်တယ် okay နောက်တစ်ခုကတော့ကျွန်တော်တို့ဒီကုဘတုံးပုံစံပြန်ပြီးတော့လဲထွက်သွားတဲ့ပုံစံဒါကတော့ကျွန်တော်တို့ slide တွေကို effect ထည့်တာဖြစ်ပါတယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ပြီးသွားပါပြီကျွန်တော်တို့ရဲ့ slide တွေကုန်ဆုံးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ right click ထောက်ပြီးတော့ unshow လုပ်လိုက်ပါ okay ဒါဆိုရင်တော့ကျွန်တော်တို့မူလ PowerPoint file ကိုပြန်ရောက်သွားပါပြီ okay ဒါကတော့ကျွန်တော်တို့ဒီ transition သုံးပြီးတော့ကျွန်တော်တို့ slide တွေကိုတစ်ခုနဲ့တစ်ခုကူးပြောင်းတာကို effect ထည့်ပေးတာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီကိုလုပ်ထားတဲ့ဒီ PowerPoint file တွေကို projector မှာထိုးပြတော့မယ်ဆိုရင် slide တစ်ခုနဲ့တစ်ခုကြားမှာဒီ effect ကလေးတွေထည့်ခြင်းနဲ့ဆိုရင်တော့ transition အောက်ကိုတွားပြီးတော့ဒါလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ transition လုပ်တဲ့နည်းကိုဒါသိရှိသွားမယ်လို့ထင်ပါတယ် okay ဒီ video လေးမှာတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်